ကောင်းသောညပါ9ရက်17လ2025ဗုဒ္ဓဘုနေ့လေးကိုကျမတို့တွေအားလုံးကြော်ဖြတ်ခဲ့နိုင်ပါပြီဒီနေ့လေးမှာကျမတို့တွေကုသိုလ်ပညာဥစ္စာတစ်ခုခုစုဆောင်းခဲ့နိုင်လားကောင်းမွန်သောကိုယ်ကျင့်တရားဖြင့်အေးချမ်းစွာဖြတ်သန်းခဲ့နိုင်လားပျော်ရွှင်စရာအမှတ်တရတွေရှိခဲ့လားဒီနေ့လေးမှာကုသိုလ်ပညာဥစ္စာတစ်ခုခုစုဆောင်းခဲ့နိုင်ပြီးကောင်းမွန်သောကိုယ်ကျင့်တရားဖြင့်အေးချမ်းစွာဖြတ်သန်းခဲ့နိုင်တယ်ဆိုရင်တော့ Facebook Live Channel လေးကလည်းတင်နုနဲ့ထပ်တူဝမ်းသာပျော်ရွှင်ရပါတယ်နော်ဒီနေ့အရန်ပင်ပန်းနေလားအဆင်မပြေမှုတစ်ခုခုများကြုံတွေ့ခဲ့ရသေးလားတကယ်လို့ဒီနေ့ပင်ပန်းခဲ့ရတယ်ဆိုရင်ကျမတို့တွေအခုလိုပင်ပန်းနေရတာဟာကျမတို့ရဲ့ရည်မှန်းချက်တွေပြည့်ဝဖို့ခဏတာပင်ပန်းရတယ်ဆိုတာသတိရပေးပါနော်ရည်မှန်းချက်တွေပြည့်တဲ့အချိန်မှာပျော်ရွှင်အေးချမ်းနေမဲ့မိမိကိုယ်ကိုမြင်အောင်ပြီးဒီညအတွက်တော့အေးချမ်းတဲ့စိတ်လေးနဲ့အနားယူလိုက်ပါနော်အဆင်မပြေမှုဖြစ်စေဝမ်းနည်းမှုဖြစ်စေကြုံတွေ့ခဲ့ရသေးလားဘယ်အရာကြောင့်ကျမတို့တွေဝမ်းနည်းစေတာလဲဆိုတာကျမတို့အသေးချာမြင်အောင်ကြည့်ကြရအောင်နော်ကျမတို့ရရှိတဲ့ဘဝကအချိန်တိုလာသလိုအရန်လဲတန်မိုးရှိလာပါတယ်ဒါကြောင့်ကျမတို့ဘဝမှာချစ်ချင်းမုန်းချင်းတွေကြောင့်ဝမ်းနည်းမနေပဲရရှိတဲ့အချိန်လေးမှာမိမိကိုယ်ချင်းတရားကိုတန်ဖိုးထားပြီးမိမိနဲ့ထိတွေ့ဆက်ဆံတဲ့အရာတိုင်းကိုကျမတို့ကျင့်နာစွာဆက်ဆံကြစို့နော်ကျမတို့ဘဝမှာကျမတို့ကိုစစ်မှန်စွာချစ်ပေးနိုင်မဲ့သူတဦးတယောက်မှမရှိတော့ဘူးဆိုရင်တော့ကျမတို့ကမိမိကိုမိမိစစ်မှန်စွာချစ်ပေးရပါမယ်ဒါကြောင့်ဘလို့ချစ်ချင်းမုန်းချင်းတွေကြောင့်မှဝမ်းနည်းနေပါနဲ့နော်ကျမတို့တွေရှင်သန်ခွင့်ရနေတဲ့တမိုးရှိလာတဲ့အချိန်လေးမှာကျမတို့ကိုအကြောင်းပြုပြီးမိသူတဦးတယောက်မှထိခိုက်ပူပန်ခြင်းမရှိရအောင်ကျမတို့ရဲ့ကိုယ်နှုတ်စိတ်ကိုတတိထားပြီးစောင့်ရှောက်ပြီးလှုပ်ဆောင်ရမယ့်အရာတွေကိုအေးချမ်းတဲ့စိတ်လေးနဲ့တရက်တစ်တရက်ပို့ပြီးအောင်မြင်အောင်လှုပ်ဆောင်ကြစို့နော်ဘလို့ချစ်ချင်းမုန်းချင်းတွေကြောင့်မှဝမ်းမနည်းရအောင်ကျမတို့ကိုယ်တိုင်မိမိကိုမိမိစစ်မှန်စွာချစ်ကြပြီးဘသူကြောင့်မှမိမိစိတ်နဲ့အတူလုပ်ငန်းဆောင်တာတွေကိုထိခိုက်မခံပဲပုံမူတောက်ပစွာရှင်သန်ကြစို့နော်ကျမတို့တွေတကယ်အာရုံစိုက်ရမယ့်အရာကကျမတို့ရဲ့စိတ်ကလေးဖြစ်ပြီးကျမတို့တွေအမှန်တကယ်အာရုံစိုက်ရမယ့်သူကလည်းကျမတို့ကိုယ်တိုင်ကိုပါပဲကျမတို့ရဲ့စိတ်ကလေးကိုအာရုံစိုက်ပြီးတတိထားထိမ့်သိမ်းမှကျမတို့ရဲ့ဆောင်ရွက်နေတဲ့အရာတွေကိုပုံမအောင်မြင်အောင်လှုပ်ဆောင်လာနိုင်မှာဖြစ်တယ်လို့ကျမတို့တွေကိုအာရုံစိုက်မှဘလို့ချစ်ချင်းမုန်းချင်းတွေကြောင့်မှထိခိုက်မှုမရှိပဲကျမ်းမာပျော်ရွှင်နေတဲ့ဘဝကိုရမှာဖြစ်ပါတယ်ဒီလိုဆိုရင်ကျမတို့ဘဝမှာအေးချမ်းပျော်ရွှင်ဖို့အမှန်တကယ်ကြိုးစားရမယ့်အရာကိုသိပြီးမှကျမတို့တွေအတူတူမိမိ၏စိတ်နဲ့ခန္ဓာကိုယ်ကိုအမှန်တကယ်အာရုံစိုက်ပြီးတရက်ထက်တရက်အေးချမ်းပျော်ရွှင်စွာဖြတ်သန်းကြစို့နော်